မင်္ဂလာပါရှင်ဒီနေ့အေးအေးဖတ်ပြပေးမှာကတော့ The Courage to be Disliked စာအုပ်အနှစ်ချုပ်ပါဒီစာအုပ်ကတော့ဘဝကိုဘယ်လိုပြောင်းလဲရမယ်ဆိုတာသင်ပေးရုံနဲ့မကပါဘူးကိုမှန်တယ်လို့ထင်ထားတဲ့အရာအလုံးကိုပြန်မေးခွန်းထုတ်ဖို့တွန်းအားပေးပါလိမ့်မယ်တကယ်လို့ကိုကအဆင်သင့်ဖြစ်နေပြီဆိုရင်ဒီစာအုပ်ကဘယ်အရာကမှမပေးနိုင်တဲ့စိတ်လွတ်လပ်မှုကိုပေးစွမ်းနိုင်မှာပါရှင်အဲ့ဒါကြောင့်လက်လွတ်မခံမဲအဆုံးထိနားဆင်ကြပါမယ်နော်ဒီစာအုပ်ကိုနားထောင်ပြီးသွားရင်ဘဝကိုအရင်တိုင်းမြင်နိုင်တော့မှာမဟုတ်ပါဘူးကိုအတေးရဲ့နောက်ွယ်မှာပုံနေလို့လည်းမရတော့ဘူးကျွန်တော်မပြောင်းလဲနိုင်ဘူးလို့ပြောလို့လည်းရတော့မှာမဟုတ်ပါဘူးကိုတားဆီးနေတာကအတိတ်တန်ရာမိဘကြောင်းဒါမှမဟုတ်ကြာရှုံးမှုတွေမဟုတ်ဘဲကိုအမြဲပြန်ပြောနေတဲ့ပုံမြင်တွေသာဖြစ်တဲ့အကြောင်းသိလာပါလိမ့်မယ်ဒီစာအုပ်ကတော့အဲ့ဒီပုံမြင်ကိုနောက်ဆုံးမှရပ်တန့်ပစ်ဖို့သင်ပေးပါလိမ့်မယ်ကိုကအတိတ်ကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲသူများတွေရဲ့အမြင်ကြောင့်ထိန်းချုပ်ခံရတာကိုဘယ်လိုရပ်တန့်ပစ်ရမလဲဘယ်လိုစိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုရယူရမလဲပြီးတော့ကိုဘဝကိုဘယ်လိုပြန်လဲထိန်းချုပ်ရမလဲဆိုတာကိုပါလေ့လာရမှာပါပထမဆုံးခန်းကထိတ်လန့်စရာကောင်းတဲ့အမှန်တရားနဲ့စပါတယ်လူငယ်တယောက်ကဒသနပညာရှင်စီရောက်လာပြီးစိတ်ပြက်လက်ပြက်နဲ့ပြောပါတယ်လူတွေပြောင်းလဲနိုင်တယ်လို့ခမားပြောတာလွယ်တယ်ဒါပေမဲ့ကျွန်တော်ကတော့မပြောင်းလဲနိုင်ဘူးကျွန်တော်အတိတ်ကကျွန်တော်ကိုဒီလိုဖြစ်အောင်ဖန်တီးခဲ့တာတဲ့ဒါပေမဲ့ဒသနပညာရှင်ကပြတ်သားတဲ့အဖြေပေးပါတယ်မင်းရဲ့အတိတ်ကမင်းကိုမထိန်ချုပ်နိုင်ဘူးမင်းကအခုချိန်မှာရွေးချယ်နေတဲ့ဘဝအတွက်အဲ့ဒီအတိတ်ကိုစင်ကြေအဖြစ်သုံးနေတာတဲ့ဒါကပထမဆုံးနာကျင်စရာအမှန်တရားပါပဲဒီကနေသိရှိလိုက်ရတဲ့အမှန်တရားကတော့ကိုကအတိတ်ရဲ့ထုတ်ကုန်မဟုတ်ပါဘူးကိုရွေးချယ်မှုရဲ့ထုတ်ကုန်ပါလူများစုကကျွန်တော်အနိုင်ကျင့်ခံရလို့ရှက်တက်သွားတာကျွန်တော်မိဘတွေကအစိတ်တောက်ဖြစ်လို့စိုးရိမ်စိတ်များတာစသဖြင့်အတိတ်တန်ရာအခြေပြုစိတ်ပညာကိုယုံကြည်ကြပါတယ်ဒါဟာအမှန်တော့နောက်ပြန်တွေးခေါ်မှုပါအေးရိတ်တို့ကအတိတ်ကြောင့်ထိချုပ်ခံရတာမဟုတ်ဘဲအခုချိန်မှာရှိနေတဲ့ရီမန်းချက်ကြောင့်ထိချုပ်ခံနေရတာပါကိုတော့သတိထားမိခြင်းမှထားမိပါလိမ့်မယ်ဒသနပညာရှင်ကမင်းအနိုင်ကျင့်ခံရလို့ရှက်တာမဟုတ်ဘူးမင်းညင်းပယ်ခံရမှာကိုရှောင်ရှားခြင်းတဲ့အတွက်ရှက်နေတာပြီးတော့အတိတ်ကိုအဖြစ်ပုံချတာကလုံခြုံနေဖို့နည်းလမ်းတစ်ခုပဲလို့ပြောပါတယ်ဒီအယူဆကကြောက်စရာကောင်းပါတယ်ဘာလို့လဲဆိုတော့ကိုကလုံးဝတာဝန်ယူရမယ်လို့ဆိုလိုတာ哦ဒါပေမဲ့ပြောင်းလဲဖို့အင်အားရှိတယ်လို့ဆိုလိုတာကြောင့်လဲအင်မတန်အစွမ်းထပ်ပါတယ်ဒီကနေသိလိုက်ရတဲ့အဓိကသောချက်ကတော့ဘယ်အတွေ့အကြုံကမှကိုယ့်ရဲ့အောင်မြင်မှုနဲ့ကြာရှုံးမှုရဲ့အကြောင်းရင်းမဟုတ်ပါဘူးကိုကအတွေ့အကြုံတွေရဲ့တုံ့လုံမှုကြောင့်ဒုက္ခရောက်နေတာမဟုတ်ဘဲကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့အရာကိုအဲ့ဒီအတွေ့အကြုံတွေထဲကနေဖန်တီးယူနေတာပါကိုယ့်ရဲ့ဘဝကအတိတ်ကဖြစ်ရတွေကြောင့်မပြောင်းလဲနိုင်ဘူးလို့ယုံကြည်နေရင်ကိုမေးပါအခုလက်ရှိလှုပ်ဆောင်ဖို့ကိုရှောင်ရှားဖို့အတွက်အဲ့ဒီအတိတ်ကိုစင်ကြေအဖြစ်သုံးနေတာပါလားပြောင်းလဲဖို့အတွက်ကုစားမှု healing တဲ့တတိ courage ပို့လိုအပ်ပါတယ်အတိတ်ထဲမှာဆက်မနေပဲအနာဂတ်အသစ်ကိုဖန်တီးဖို့တတိရှိရပါမယ်ဒသနပညာရှင်ကလူငယ်ကိုတိုက်ရိုက်ကြည့်ပြီးပြောပါတယ်ပုဂ္ဂိုလ်ရေးပြဿနာရဲ့လို့မရှိဘူးပြဿနာတိုင်းကမင်းနဲ့တခြားလူတစ်ယောက်ကြားကပြဿနာပဲလူငယ်ကအံ့အားသင့်သွားပြီးဒါမမှန်ဘူးကျွန်တော်ရဲ့စိုးရိမ်စိတ်ကိုတန်ဖိုးထားမှုနေတာအထီးကျန်တာတွေကကောလို့ပြန်ပြောပါတယ်ဒသနပညာရှင်ကအဲ့ဓာတွေတောင်မှဆက်ဆံရေးကနေပေါက်ဖွာလာတာပဲတခြားလူတွေမရှိရင်ဒီပြဿနာတွေလည်းရှိမှာမဟုတ်ဘူးလို့ပြန်ဖြေပါတယ်ဒီကနေသိရှိလိုက်ရတဲ့အမှန်တရားကတော့အေးရိတ်တို့မပြောရတာဟာလက်တွေ့ကြောင့်မဟုတ်ဘဲနှိုင်းယှဉ်မှုကြောင့်ပါဒါကဆင်းရဲဒုက္ခအများစုရဲ့အရင်းမြစ်ပါပဲအေးရိတ်တို့ကတခြားသူတွေနဲ့ကိုနှိုင်းယှဉ်ပါတယ်တန်ဖိုးဆိုတာဘလောက်မြင့်မြင့်တက်နိုင်မလဲဆိုတာအပေါ်မှာတိုင်းတာရမှာမဟုတ်ဘဲကိုယ့်ရဲ့စမှတ်ကနေဘလောက်ထိရောက်လာပြီလဲဆိုတဲ့တိုးတက်မှုကသာတန်ဖိုးရှိတာပါနောက်ထပ်အမှန်တရားတစ်ခုကတော့ကိုမုန်းတီးတာကအ
အချစ်ခံခြင်းနဲ့ဆန္ဒကြောင့်ပါကျွန်တော်ကအသုံးမကျဘူးဘယ်သူမှကျွန်တော်ကိုဂရုမစိုက်ဘူးလို့ထုတ်ပြောတဲ့အခါစိတ်ထဲကနေမဟုတ်ဘူးမင်းဟာအရန်ကောင်းတယ်လို့တယောက်ယောက်ကပြန်ပြောလာဖို့မျှော်လင့်နေတာပါဒါကအန်တီရဲ့ရှိပါတယ်ကိုတန်ဖိုးထားမှုအတွက်သူများရဲ့ထင်မြင်ချက်ကိုအမြဲတမ်းစောင့်နေရင်သူတို့ရဲ့အမြင်ပေါ်မှာမိခိုနေတဲ့အတွက်ကိုကအမြဲတမ်းအားနည်းနေပါလိမ့်မယ်ပေါ်လွင်ထင်ရှားခြင်းနဲ့စိတ်ကလည်းကိုအတွက်ထောင်ချောက်တစ်ခုပါငါသာထူးခြားပေါ်လွင်မနေရင်ငါကတန်ဖိုးမရှိဘူးဆိုတဲ့အတွေးတွေကြောင့်စိုးရိမ်စိတ်မနာလိုစိတ်တွေဖြစ်လာပါတယ်ဒသနပညာရှင်ရဲ့အဖြေကတော့ရိုးရိုးတာမန်လူဖြစ်လိုက်ပါပျော်ရွှင်ပါတဲ့သူများတက်ပိုကောင်းမှုမကြိုးစားပါနဲ့ကိုကောင်းမှုပဲကြိုးစားပါရိုးရိုးတာမန်ဖြစ်တာကကြာရှုံးမှုမဟုတ်ဘဲလွတ်လပ်မှုဖြစ်ပါတယ်ဒီကနေရလိုက်တဲ့အဓိကတော့ချက်ကတော့တခြားသူတွေရဲ့ထောက်ခံမှုကိုမရရင်တောင်ကိုယ့်ရဲ့အမှန်တရားအတိုင်းနေထိုင်မှုတတ္တိရှိရပါမယ်ပျော်ရွှင်မှုတတ္တိရှိတာကလူမုန်းခံဝင်တဲ့တတ္တိရှိတာပါပဲလူငယ်ကဒသနပညာရှင်ကိုပြန်ပြောပါတယ်ကျွန်တော်တို့မှာမိဘတွေအလုပ်ရှင်တွေမျှော်လင့်ချက်တွေရှိတယ်သူတို့ကိုလစ်လျူရှုရင်ကျွန်တော်တို့ကိုမုန်းတီးသွားကြလိမ့်မယ်တဲ့ဒသနပညာရှင်ကမင်းဒုက္ခရောက်နေတာဟာမင်းရဲ့တာဝန်မဟုတ်တဲ့အရာတွေကိုလှုပ်ဆောင်နေလို့ပဲလို့ပြန်ဖြေပါတယ်ဒါကိုတာဝန်ခွဲခြားခြင်းလို့ခေါ်ပြီးစိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုရဲ့လျှို့ဝှက်ချက်ပါအမှန်တရားကတော့ကိုယ့်ရဲ့စိုးရိမ်စိတ်အများစုကကိုယ်တာဝန်မဟုတ်တာကိုလုပ်နေလို့ဖြစ်လာတာပါငါမလုပ်ချင်တဲ့ကိစ္စကိုဟုတ်ကဲ့လို့ပြောရတာတကယ်ချင်းတွေစိတ်ဆိုးမှဆိုးလို့ဆိုတာမျိုးပါဒီမှာသတိပြုရမှာကသူများရဲ့ဘဝကိုရှင်သန်စေဖို့အတွက်ကိုယ်တာဝန်မဟုတ်သလိုကိုထိန်းချုပ်ဖို့ကလည်းသူတို့ရဲ့တာဝန်မဟုတ်ပါဘူးဒါကြောင့်ကိုတာဝန်နဲ့တခြားသူတွေရဲ့တာဝန်ကိုခွဲခြားထားရပါမယ်တာဝန်ဆိုတာရလက်ကဘသူကိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုကြည့်ပြီးခွဲခြားရပါတယ်စာချက်ဖို့ကကိုယ့်ရဲ့တာဝန်မှာဒါပေမဲ့မိဘတွေဂုဏ်ယူမလားစိတ်ပြတ်မလားဆိုတာကမိဘတွေနဲ့ပဲသက်ဆိုင်ပါတယ်ကိုယ်ပိုင်းမဟုတ်ပါဘူးရိုးသားစွာနဲ့ချစ်ခင်ချောင်းပြောဖို့ကကိုယ့်ရဲ့တာဝန်မှာတစ်ဖက်လူကပြန်ချစ်မချစ်ကသူတို့နဲ့ပဲသက်ဆိုင်ပါတယ်ဒါတွေကိုမခွဲခြားပဲရောထွေးသွားတဲ့အခါစိတ်ခံစားမှုအရာထောင်ချောက်မိသွားပြီးပင်ပန်းနွမ်းနယ်တာတွေစိုးရိမ်တာတွေဖြစ်လာပါတယ်တကယ်လို့ကိုကသူများတွေရဲ့တာဝန်နဲ့ဝင်ရောက်ဆွတ်ဖက်မိရင်ကိုဘဝကိုဆုံးရှုံးရပါလိမ့်မယ်သူများရဲ့သဘောတိုင်းရှင်သန်မှုကြိုးစားရင်ကိုဘဝကိုဘယ်သူမှအသက်ပေးရှင်မှာမဟုတ်ပါဘူးဒီကနေတီးလိုက်ရတဲ့အဓိကတော့ချက်ကတော့လွတ်လပ်မှုကလက်ခံရရှိခြင်းကနေမလာပဲရိုးသားခြင်းကနေလာပါတယ်တာဝန်တွေကိုရှင်းရှင်းလင်းလင်းခွဲလိုက်တဲ့အခါချီးမွမ်းတာကြောင့်လှည့်စားခံရတာမျိုးဝေဖန်တာကြောင့်ထိန်းချုပ်ခံရတာမျိုးမရှိတော့ပါဘူးကိုယ့်ရဲ့လှုပ်ရဲ့ရိုးသားမှုနဲ့ကြိုးစားအားထုတ်မှုအတွက်ကိုကသာတာဝန်ရှိပြီးသူများတွေရဲ့ခံစားချက်အတွက်တော့ကို့မှာတာဝန်မရှိပါဘူးလူငယ်ကမေးပါတယ်ကျွန်တော်သာကိုပဲအာယုံစိုက်ပြီးသူများတွေအတွက်နေထိုင်တာကိုရက်လိုက်ရင်တကူကောင်းဆန်ပြီးအထီးကျန်နေသူဖြစ်သွားမှာမဟုတ်ဘူးလားဒသနပညာရှင်ကပြုံးပြီးပြောပါတယ်တကယ်ပိုင်ဆိုင်မှုရဲ့လျှို့ဝှက်ချက်ဟာအချစ်ခံရဖို့မဟုတ်ဘဲပါဝင်ကူညီဖို့ပဲတဲ့ဒီကနေတီးလိုက်ရတဲ့အမှန်တရားကတော့အေးတို့အားလုံးကပိုင်ဆိုင်မှုကိုလိုချင်ကြပါတယ်ဒါပေမဲ့မှားယွင်းတဲ့နေရာမှာရှာဖွေနေကြတာပါဆက်သွယ်ခြင်းစိတ်ကိုရှာမဲ့အစားအတည်ပြုချက်ကိုလိုက်ရှာနေပါတယ်လူမှုကွန်ရက်မှာ like တွေရဖို့ပုံတွေတင်နေသူများတွေကြိုက်အောင်ကိုယ်စရိုက်ကိုပြောင်းနေကိုယ့်ရဲ့တန်ဖိုးကသူများတွေမြင်တဲ့ပုံစံပေါ်မှာမူတည်တယ်လို့ယုံကြည်လာပါတယ်ဒါကခေတ်သစ်ဘဝရဲ့ထောင်ချောက်ပါပဲထင်ရှားပေါ်လွင်နေတာကကိုယ့်ကိုခွဲထုတ်ပြီးပါဝင်ကူညီတာကတော့ကိုယ့်ကိုချိတ်ဆက်ပေးပါတယ်ထင်ရှားပေါ်လွင်ခြင်းတဲ့အခါတခြားသူတွေနဲ့အထိုင်လျောက်ရှင်ပြိုင်ဝေဖန်ပြီးကိုသူတို့ထက်သားတယ်သူတို့ထက်နှိမ့်ကြတယ်စသဖြင့်မြင်ပါတယ်ပျော်ရွှင်မှုကချီးမွမ်းခံရခြင်းကနေမလာပဲချိတ်ဆက်မှုကနေလာပါတယ်ငါကဒီလောကရဲ့တစ်စိတ်တစ်ပိုင်းမှာပဲငါတစ်ခုခုပေးစွမ်းနိုင်နေဆိုတဲ့ခံစားချက်ကနေလာပါတယ်ဒါကိုလူအဖွဲ့အစည်းစိတ်တဲ့ community feeling လို့ခေါ်ပါတယ်လောကကြီးဟာကိုယ့်ရဲ့ပတ်လည်မှာလဲပတ်နေတာမဟုတ်ပါဘူးတယောက်ယောက်ကလစ်လျူရှုရင်ကိုနဲ့ဆိုင်တယ်လို့ထင်တယ်ဝေဖန်ရင်စိတ်တက်ကြတယ်ဒါပေမဲ့ဒသနပညာရှင်ကမ
မင်းထင်တဲ့လောက်တခြားသူတွေကမင်းအကြောင်းကိုမစင်စားချဘူးလို့သင်ပေးပါတယ်ဒါကစော်ကားတာမဟုတ်ဘဲလွတ်လပ်ခွင့်မှာလူတွေကအမှားလုပ်လို့ရပါတယ်ပြည့်စုံနေဖို့မလိုပါဘူးကဘာကြီးကကိုဖျော်ဖြေဖို့မဟုတ်ဘဲပါဝင်မှုဖိတ်ခေါ်နေတာပါဒီကနေတီးလိုက်ရတဲ့အဓိကတော့ချက်ကတော့ပျော်ရွှင်မှုကချစ်ချင်းကိုလက်ခံရယူခြင်းကနေမဟုတ်ဘဲချစ်ချင်းကိုပေးကမ်းခြင်းကနေလာပါတယ်သူတို့ငါ့ကိုကြိုက်ရလားလို့မေးမဲ့အစားငါဘယ်လိုကူညီနိုင်မလဲလို့စမေးမိတဲ့အခါစိတ်အေးချမ်းမှုစပါတော့တယ်အေးရိတ်တို့ကထူးခြားတာလွန်နေဖို့မလိုပါဘူးပစ္စုပန်မှာရှိနေပြီးကိုယ်ပတ်ဝန်းကျင်ဘဝမှာအထောက်အကူဖြစ်နေဖို့ပဲလိုပါတယ်လူငယ်ကစိတ်ပြောင်းလဲပြီးတိတ်ဆိတ်နေပါတယ်သူကအတိတ်ကမထိန်ချုပ်ဘူးချီးမွမ်းမှုမလိုအပ်ဘူးအတိမတ်ပြုမှုလည်းမလိုပဲပါဝင်ကူညီရမယ်ဆိုရင်အခုလက်ရှိဒီနေရာမှာဒီစိုးရိမ်မှုတွေဖိအားတွေနဲ့အတူဘလို့အပြည့်အဝနေထိုင်ရမလဲလို့မေးပါတယ်ဒသနာပညာရှင်ကမင်းရဲ့ဘဝကိုအဆုံးသတ်လိုက်ဖို့ကားခုံနေတာမဟုတ်ဘဲခြေလန်းသားအရေးကြီးလို့ကားခုံနေရတယ်လို့နေထိုင်ပါလို့အရေးအကြီးဆုံးအဖြေကိုပေးပါတယ်ဒါကြောင့်ဘဝရဲ့ရည်မှန်းချက်ကပန်းနိုင်တစ်ခုကိုရောက်ဖို့မဟုတ်ဘဲခရီးစဉ်တစ်လျှောက်လုံးကခုံဖို့ပါလူအများစုကပျော်ရွှင်မှုဟာအဝေးမှာရှိတယ်လို့ထင်ပြီးတစ်သက်လုံးပြင်ဆင်နေရင်တကယ်မနေထိုင်လိုက်ရပဲအဆုံးသတ်သွားကြပါတယ်ဆယ်စုနှစ်များစွာတောင်ပေါ်တက်ဖို့တက်ခဲ့ပြီးလမ်းတစ်လျှောက်လုံးကခုံဖို့ကိုမေ့နေခဲ့တာလေအတိတ်ကမရှိတော့ဘူးအနာဂတ်ကလည်းမရှိသေးဘူးတကယ်လက်တွေ့ကအခုပါပဲဒါပေမဲ့အေးရိတ်တို့ကအတိတ်ကိုနောင်တရအနာဂတ်ကိုကြောက်ရွံ့ပြီးငါအောင်မြင်ရင်ပျော်ရမှာလို့ပြောနေရင်ပစ္စုပန်ကိုလွဲချော်နေကြပါတယ်ပျော်ရွှင်မှုကအေးရိတ်တို့လိုက်ဖန်ရမယ့်အရာမဟုတ်ဘဲအခုရောက်ရှိနေတဲ့အချိန်လေးမှာသတိထားမိရမယ့်အရာပါအခုနေထိုင်နေဆိုတာကအနာဂတ်ကိုဂရုမစိုက်ဘဲပျော်ပါဖို့ပြောတာမဟုတ်ပါဘူးတာဝန်ယူမှုချစ်ချင်းမေတ္တာနဲ့အတိတရားရှိရှိနေထိုင်မှုပြောတာပါအာယုံလွှဲတာမဟုတ်ဘဲအာယုံစိုက်တာပါကိုရှိကလူကိုပြောနေတဲ့စကားကိုစားနေတဲ့အစားအစာကိုရဲ့အလုပ်ကိုရဲ့နှလုံးခုန်သံအခုချိန်မှာအပြည့်အဝအာယုံစိုက်ပါကိုကအထူးခြားဆုံးလူတစ်ယောက်ဖြစ်ဖို့မလိုပါဘူးရိုးရိုးသားသားရှင်သန်မှုပဲလိုပါတယ်မနက်တိုင်းပြန်စားလို့ရပါတယ်မနေ့ကကိုဒီနေ့အထိဆက်သေးဆောင်လာစရာမလိုပါဘူးဒီချိန်လေးမှာပဲပြန်စားဖို့ကို့မှာလွတ်လပ်မှုအပြည့်ရှိပါတယ်ဘဝဆိုတာကိုပြင်ဆင်နေရတာမျိုးမဟုတ်ပါဘူးဘဝဆိုတာကိုအခုဒီအသက်ရှူတာဒီလောက်ရဲ့ဒီခြေလမ်းမှာလှုပ်ဆောင်နေတာပါပဲဒီအနှစ်ချုပ်ကကိုယ့်ရဲ့အမှန်တရားကိုပြတဲ့မှန်တစ်ချက်ဖြစ်ပါစေလူကြိုက်များဖို့မဆောင်ပါနဲ့အတိတ်ရဲ့နောက်မှာမပုံးပါနဲ့လူတွေချီးမွမ်းမှုအတွက်အသက်မရှင်ပါနဲ့ပြည့်စုံတဲ့အနာဂတ်ကိုမဆောင်ပါနဲ့တတိရိုးသားမှုပြစ္ဆုတ်ပံမှာရှိနေမှုတို့နဲ့အခုပဲစတင်လိုက်ပါဘာလို့လဲဆိုတော့ဒီဘဝကကိုတကယ်ပိုင်ဆိုင်တဲ့တခုတည်းသောဘဝမှုလို့ပါပဲရှင်ဒါလေးကတော့ဒီစာအုပ်လေးရဲ့အနှစ်ချုပ်လေးပါတန်ဖိုးရှိတဲ့သတင်းစကားတွေအများကြီးရရှိသွားတယ်လို့ယုံကြည်ပါတယ်ရှင်ဆက်လက်ပြီးတော့ဒီလိုဘဝအတွက်သိဖို့လိုအပ်တဲ့အရေးကြီးတဲ့သတင်းအချက်အလက်တွေကိုအမြဲမပြတ်ရရှိနိုင်မှုအတွက် channel လေးကိုလည်း subscribe လုပ်သွားပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်အိမ်မက်လှလှမကြပါစေ Good night ပါ